တခါကတောရွာတရွာရဲ့အနီးမှာအင်မတန်ထူထပ်လာတဲ့မြေရိုင်းပင်တွေတောထပေါက်ရောက်နေခဲ့ပါတဲ့အဲ့ဒီမြေရိုင်းအုပ်ထဲမှာတော့အင်မတန်အစိတ်ပြင်းတဲ့ငွေဟောက်တစ်ကောင်နေထိုင်နေအဲ့ဒီငွေဟောက်မှာအင်မတန်မှလည်းဒေါသကြီးတဲ့ညီနာဖြတ်တန်းသွားသမျှရွာသူရွာသားတွေကိုအမြဲတမ်းလိုက်လံတိုက်ခဲပါတယ်ရတိတင်ဟာငါပဲလက်6လက်ဒီ6လက်မိကြလက်မှုဒီရွာတဲကလူတွေဆိုငါကိုမြင်လာနဲ့ပြေးတာတန်းနေတာပဲငွေ6လက်လိုက်လို့ကတော့တတိပါမိလဲကုံရောရတိကဘလို့စွမ်းတွေနဲ့ဒီလိုနေနိုင်ရတာလဲတကားမွေဟောက်လောကမှာမေတ္တာတရားထက်ခွန်အားကြီးမားတဲ့မရှိဘူးတီးခံခြင်းတရားကငါ့ကိုကာကွယ်ပေးထားတာပဲရတိကြီးကျုပ်ဟာအတင်ဟောပြတဲ့တရားဓမ္မကိုဆင်ခြင်ပြီးသိခံခဲ့ပါတယ်ဒါပေမဲ့တင်းတို့ဟာတဖြည်းဖြည်းနဲ့ရောက်တက်လာတဲ့ခုဆိုကျုပ်ကိုအမီးကကင်ပြီးမှုရန်စော့ကစားမှုကိုတောင်ပြုလုပ်နေကြတယ်အဲ့ဒီတော့ကျုပ်ဆက်ပြီးတီးမခံနိုင်တော့ဘူးရတိကြီးပြောတော့တီးခံခြင်းသည်အောင်မြင်ခြင်းဆိုမေတ္တာရောင်ပြန်ဟတ်ဆိုခုတော့ရောင်ပြန်မဟတ်ပဲကြာရင်ကျုပ်သေးတော့မယ်ငွေဟောက်တေချာနားထောင်တော့ငါကတင့်ကိုမကြိုက်ဖို့ပဲဆုံးမခဲ့တာဗတ်ပြင်မထောင်ရဘူးလို့မဆုံးမခဲ့ဘူးပုံမြင်လေးကတော့ဒီနေရာမှာပဲအဆုံးသတ်ထားပါတယ်ကလေးတို့လည်းအပြင်မှာငွေတွေ့ရင်မစားကြပါနဲ့အစိတ်ရှိတဲ့တရိษံမို့လို့ဝေးဝေးကရှောင်ကြပါနော်